Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ it is so isoyo လုံနိုင်တယ်ဆိုတဲ့အသုံးလဲများတယ်လွယ်တဲ့ကိုရီးယားစကားပြောလေးကိုကြည့်လိုက်ကြရအောင်နော်မှန်မှာလေးတစ်ခုရှိပါတယ်သူကအသက်ပါလို့ရှိရင်တော့ it is so isoyo နဲ့တွဲပြီးတော့အသက်မပါရင်တော့ it is so isoyo နဲ့ပဲတွဲရပါတယ်ဒါလေးကိုတော့မှတ်ထားပါမယ်ဟုတ်ပြီအဲ့တော့ပထမဆုံးဥပမာလေးကိုကြည့်လိုက်ကြရအောင် 갈 수 있어요 갈 수 있어요 သွားနိုင်တယ်ခါတာမှာကျမတို့အသက်မပါဘူးအသက်မပါတဲ့အတွက်ကျမတို့ risu isoyo နဲ့ပဲတွဲမယ်အဲ့တော့အဲ့ဒီ ra ကခါအောက်ကိုအသက်အနေနဲ့ရောက်သွားပြီးတော့ 갈 수 있어요 ဆိုပြီးတော့ဖြစ်သွားပါမယ်နားလည်မယ်နော် 갈 수 있어요 갈 수 있어요 သွားနိုင်တယ်လွယ်ပါတယ်နော်အဲ့တော့နောက်ဥပမာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင် 할 수 있어요 할 수 있어요 လုံနိုင်တယ်ဟာတာမှာကျမတို့အသက်မပါပါဘူးအသက်မပါတဲ့အတွက် ရခေါ်ရယူနဲ့ပဲတွဲပြီးတော့အဲ့ဒီ ra ကဟာအောက်ကိုအသက်အနေနဲ့ရောက်သွားမယ်ဆိုတော့ 할 수 있어요 할 수 있어요 လုံနိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်읽을 수 있어요 읽을 수 있어요 읽다ဆိုတာကျမတို့ဖတ်သည်အသက်ပါနေတာဖြစ်တဲ့အတွက် 읽을 수 있어요 နဲ့ပဲတွဲမယ်ဆိုတော့ 읽을 수 있어요 읽을 수 있어요 ဖတ်နိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်설명할 수 있어요 설명할 수 있어요 ရှင်းပြနိုင်တယ် 설명하다ဆိုတာရှင်းပြသည်သူ့မှာအသက်မပါပါဘူးအသက်မပါတဲ့အတွက်ကျမတို့ read 수 있어요 နဲ့တွဲမယ်ဆိုတော့ 설명할 수 있어요 설명할 수 있어요 ရှင်းပြနိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်도망갈 수 있어요 도망갈 수 있어요 ထွက်ပြေးနိုင်တယ် 도망가다ဆိုတာကျမတို့ထွက်ပြေးသည်အသက်မပါဘူးအသက်မပါတဲ့အတွက် read 수 있어요 နဲ့ပဲတွဲမယ်ဆိုတော့ 도망갈 수 있어요 도망갈 수 있어요 ထွက်ပြေးနိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 일찍 일어날 수 있어요 일찍 일어날 수 있어요 일찍ဆိုတာစောစောပေါ့နော် 일어나다ဆိုတာအဲ့ရထားတယ်အသက်မပါတဲ့အတွက်ကျမတို့ read 수 있어요 နဲ့ပဲတွဲမယ်ဆိုတော့ 일어날 수 있어요 일어날 수 있어요 အဲ့ရထားနိုင်တယ်ပေါ့နော်ဆိုတော့ 일찍 일어날 수 있어요 일찍 일어날 수 있어요 မနေ့စောထားနိုင်တယ်စောစောအဲ့ရထားနိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်더 먹을 수 있어요 더 먹을 수 있어요 더ဆိုတာပို့ပြီးတော့ထပ်ပြီးတော့เนาะ 먹다ဆိုတာစားသည်အသက်ပါနေတာဖြစ်တဲ့အတွက် il 수 있어요 နဲ့ပဲတွဲမယ်ဆိုတော့ 먹을 수 있어요 먹을 수 있어요 ဆိုရင်စားနိုင်တယ်더 먹을 수 있어요 ထပ်စားနိုင်တယ်ပို့ပြီးတော့စားနိုင်သေးတယ်ဆိုပြီးတော့အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်저 혼자 할 수 있어요 저 혼자 할 수 있어요 저ဆိုတာကျန်တော့ 혼자ဆိုတာတယောက်တည်း하다ဆိုတာလုပ်သည်အသက်မပါတဲ့အတွက်ကျမတို့ read 수 있어요 နဲ့ပဲတွဲပြီးတော့ 할 수 있어요 할 수 있어요 ဆိုရင်လုပ်နိုင်တယ် 혼자 할 수 있어요 တယောက်တည်းလုပ်နိုင်တယ်저 혼자 할 수 있어요 저 혼자 할 수 있어요 ကျွန်တော်တယောက်တည်းလုပ်နိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဟုတ်ပြီအဲ့တော့ meaning လေးတွေကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်가다သွားသည်하다လုပ်သည် 읽다ဖတ်သည် 설명하다 ရှင်းပြသည် 가다 하다 읽다 설명하다 가다 하다 읽다 설명하다 도망가다 ထွက်ပြေးသည် 일어나다 အိပ်ယာထသည် 먹다 စားသည် 혼자 တယောက်တည်း 도망가다 일어나다 먹다 혼자 도망가다 일어나다 먹다 혼자 ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲရှင်အောင်လည်းနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်သင်ခန်းစာတွေမှာပြန်လည်တွေ့ကြမယ်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ